တချီကတော့ကျုံသူ့ရဲ့အထွေနော်ကျုံသုံးဖို့မြောက်ဖြစ်စီမဲ့လုံးနော်ကျုံနော်သူ့ယူပြီးတွေ့ရပြန်နော်တဝေးရှုခုတ်တင်ပြရတယ်ကျုံတချီလိုလိုချေပဲနောက်ရှိကျုံခုချေနဲ့ပြီးရတယ်ခုချေနဲ့တချီပြရတချီကိုခင်ဗျာပြီးတော့ကျုံတဝေးမတင်ပေးရမှာနော်ကျုံတချီကရှင်ပလင်းနဲ့ထိန်းပြီးတော့ကျုံခုချေနဲ့ချပေးတဲ့လုံးမှာတော့ကျုံနော်ခုချေနဲ့တချီကိုပြန်ပေးရမှာတချီဒီလိုချစ်ကြပဲကျွန်တော်အပိုင်ကန်သွင်းပြီး sorry ရဲ့စီတွေ့ကျွန်တော်ဥဆောင်ကိုတကူတော့ကျွန်တော်တွင်းယူပေးသွားတွေ့ရပြန်6မိနစ်တတကျော်လွန်တယ်ဗျာနော်ကျွန်တော်ဟိုရသေးခုချီရဲနိုင်တော့ကျွန်တော်စပီးရတယ်တချီကိုပေးရသေးတချီကိုမြာကျွန်တော်ခုနပုံစံတိုင်းပဲခုချီရဲနိုင်ရဲ့ကျွန်တော်ဖန်နေမိမဲ့အဆင့်တချီနောက်တဲ့ဥဆောင်ကိုတကူတော့ထပ်မှန်ပြီးတွင်းယူပေးခဲ့တွေ့ရဗျဘယ်တော့ sorry ရဲ့စီကကျွန်တော်နှစ်ကိုကံပဲထိုင်းတင်းရတော့ကိုရရှိခြင်းမရှိသေးပါဗျအရှိရုပ်ကြော်ခဲ့မြတ်ဒီကျွန်တော်မရှိတုတ်ကြီးကျွန်တော်စကူအရှိနဲ့တွေ့ရတယ်ရှိကြီးနဲ့ရှိပဲတော့ကြောက်ပဲကျွန်တော်တချီလမ်းကြောင်းနဲ့တွေ့ပြရတဲ့တချီကတော့ကျွန်တော်သူ့ရဲ့အထွေနော်ကျွန်တော်သုံးဖို့မြောက်ဖြစ်စီမဲ့လုံးနော်ကျွန်တော်နော်သူ့ယူပြီးတွေ့ရပြန်နော်တစ်တော်မှာလဲကျွန်တော်တက်တော့မယ်ဆိုကျွန်တော်လည်းယုံကြည်နေပါတယ်